နေရမှာနေရကောင်းတယ်ခုချိန်မှာတော့ဟိုမဟုတ်ဖေးရှင်ဖြစ်ပါအရင်ပဲဖြစ်လာတဲ့ရှင်ကြနေလို့ခံစားရ တိုင်းဆိုထိုင်ခွင့်မရှိဘူးလေဒီချိန်ပဲထိုင်ခွင့်ရှိရစီတိုင်းဆိုသူတို့မြက်ခင်းလေးစောက်မှတယ်ငလင်းလိုက်တာငါရဲ့မြက်ဒီပေါင်းမြတ်စွာထိုင်သိမ်းထားတဲ့မြက်ခင်းလေးနဲ့ပြောနေဦးအေးလေစားစရာပေးနေကြောမဆိုင်ကြဘူးလို့ပြောတာပါ